ကောင်လေးကမီတာ30အကွာအဝေးကနေအမိုက်ပုံးထဲကိုတန်ဘူးခွန်အလွတ်တစ်ခုကိုအသာလေးကန်ထည့်လိုက်တယ်။ဒါကိုလူရွေးချယ်ရေးအေဂျင့်အစွမ်းဆက်ရှိသူတွေကိုရှာဖွေစုဆောင်းသူတယောက်ကအမတ်မထင်တွေ့သွားခဲ့တယ်။အဲ့ဒီလူကကောင်လေးရဲ့ခြေထောက်လှုပ်ရှားမှုကိုလိုက်တူပြီးကန်ကြည့်ပေမဲ့အမိုက်ပုံးထဲမဝင်ခဲ့ပါဘူး။သူကရှေ့ကိုခြေလန်းနှဲငယ်တိုးပြီးထပ်စူးစမ်းကြည့်ပေမဲ့မဝင်သေးပြန်ဘူးအမိုက်ပုံးသားအထိအနားကပ်သွားပြီးမှပဲတန်ဘူးကိုအထဲထဲကိုပြစ်ထည့်နိုင်ခဲ့တော့တယ်။ကောင်လေးမှာထူးချွန်ပြောင်မြောက်တဲ့အဝေးပီကန်နိုင်စွမ်းရည်ရှိတယ်ဆိုတာကိုသူချက်ချင်းသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်သူကကောင်လေးစီရှောက်လန်းသွားပြီးကန်လန်းချက်တစ်ခုလုပ်ခဲ့တယ်။ကောင်လေးအနေနဲ့မီတာ30အကွာကနေသူ့ရဲ့ပါးစပ်ထဲကိုအကျွေစေးတစ်စိဝင်အောင်ပြစ်ထည့်ရမှာဖြစ်ပြီးအောင်မြင်ရင်အံ့အားသင့်စရာတစ်ခုရမယ်လို့ပြောခဲ့တယ်။အဲ့ဒီလူမီတာ30အကွာဝေးကိုနောက်ဆုတ်ပေးလိုက်တာနဲ့ကောင်လေးကအကျွေစေးကိုအေးလူပဲပြစ်လိုက်ရအကျွေစေးကသူ့ပါးစပ်ထဲကိုကွက်တိကျသွားခဲ့တယ်။အဲ့ဒီလူလဲကောင်လေးကိုဘတ်စကတ်ဘောအသင်းထဲဝင်ဖို့ချက်ချင်းပဲဖိတ်ခေါ်ခဲ့တော့တယ်။နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါကောင်လေးဟာနေရာမှာတင်ရက်ပြီးပစ်တဲ့ဘောလုံးသွင်းချက်တစ်ခုမှမလွဲခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့အသင်းဖော်တွေကတော့သူ့ကိုတိတ်ပြီးအထင်မကြီးကြဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဘောလုံးပစ်သွင်းတာတစ်ခုပဲတက်လို့ပါ။သူ့ရဲ့ပထမဆုံးတရားဝင်ပွဲစဉ်မှာအသင်းဖော်ကသူ့စီဘောလုံးပေးလိုက်ပေမဲ့သူကဘောလုံးကိုဘလို့ပုတ်ပြီးဆဲဟေးစွာလုပ်ပြီးရှေ့တို့ရမလဲဆိုတာမသိခဲ့ဘူး။သူဟာစိုးရိမ်တကြီးနဲ့ကပြကြရပဲဘောလုံးကိုလှမ်းပစ်လိုက်မိတယ်။စိတ်လှုပ်ရှားမှုတွေလွန်ခဲ့နေတာကြောင့်ဘတ်စကတ်ဘောကွင်းကိုလုံးဝလွဲချော်သွားပြီးကင်မရာမန်ကိုတောင်သွားမှန်ခဲ့ပါတယ်။လူတိုင်းကသူ့ရဲ့စွမ်းဆောင်ရည်အပေါ်အကြီးအကျယ်စိတ်ပြတ်သွားကြတယ်။ပွဲအပြီးမှာအသင်းကောင်းဆောင်ကသူ့စီလာရှာခဲ့တယ်။သူကကောင်လေးကိုဘတ်စကတ်ဘောမှာဂိုးသွင်းနိုင်ုံတင်မလုံလောက်ပဲဘောလုံးပုတ်ပြီးရှေ့တိုးနိုင်စွမ်းကလည်းတူညီစွာအရေးကြီးကြောင်းပြောပြခဲ့တယ်ပြီးတော့အထင်ကြီးစရာကောင်းတဲ့ဆလင်းအန်ဒန့်ခဲတဲ့ပစတဲ့တွင်းပြခဲ့တဲ့ကောင်လေးလည်းအမှန်တရားကိုချက်ချင်းမြင်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူဟာအခြားသူတွေထက်အစမတန်ပိုပြီးစ조사အားထုတ်ခဲ့တယ်။သူ့ရဲ့ဘောလုံးပုတ်တဲ့စွမ်းရည်ကိုလေ့ကျင့်ဖို့အတွက်နေတိုင်းဘတ်စကားနောက်မီးမှာသူ့ကိုယ်သူတန်ကြိုးနဲ့တောင်ချီနှောင်ပြီးလေ့ကျင့်ခဲ့ပါတယ်။ဒါတင်မကသေးပဲလမ်းဘေးဘတ်စကတ်ဘော Terrorist Bait ကစားတဲ့ဝိုင်းကစားသမားတွေစီကနေလည်းတိတ်တဆိတ်ပညာသင်ယူခဲ့ပါသေးတယ်။မကြာခင်မှာပဲသူ့ရဲ့ဒုတိယမြောက်ပွဲစဉ်ရောက်လာခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးပွဲကညံပြင်းတဲ့စွမ်းဆောင်ရည်ကိုမြင်တွေ့ထားခဲ့တဲ့အတွက်ပြိုင်ဘက်တွေကသူ့ကိုလုံးဝအရေးမလုပ်ခဲ့ကြဘူး။ဒါပေမဲ့သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့ကစားကွက်ကကြည့်ရှုသူပရိသတ်တိုင်းကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့တယ်။သူဟာအသင်းဖော်တွေနဲ့အပေးယူမျှတတာကစားပြီးအမတ်တွေကိုတစ်ခုပြီးတစ်ခုတရက်ဆက်ယူခဲ့တယ်။ပြိုင်ဘက်တွေရဲ့တိုက်စစ်ဆင်မှုတိုင်းကိုလည်းပိတ်ဆို့တားဆီးနိုင်ခဲ့တာကြောင့်ပြိုင်ဘက်တွေမှာကြောင်ကြည့်နေုံကလွဲလို့ဘာမှမတည့်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူကလပစန်းတစ်တဲ့ဘောလုံးပုတ်ကွက်တွေနဲ့ခန်းစစ်ကစားသမားတွေကိုလှည့်စားခဲ့တယ်။ပြိုင်ဘက်တွေလှည့်စားမှုမိပြီးဟန်ချက်ပြတ်သွားတာနဲ့သူက3မှတ်တန်းရေးစင်လိုသားဆိုအေးကိုစီကိုမောင်းနှင်ပြေးဝင်ပြီးအပေါ်ကိုအရှိန်နဲ့ခုန်တက်ကပွဲသိမ်းနိုင်ရစေမဲ့ဘောလုံးသွင်းချက်ကိုသူ့ရဲ့အားရှိသမျှအားတုံခွန်ဆိုင်ပစ်သွင်းလိုက်ပါတော့တယ်